ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့သူစာ Audiobook Channel လေးကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ရပါတယ်နော်။ဒီတစ်ခါမှာတော့ကဘာငယ်လေးဆိုတဲ့ရင်ခုန်ဆက်လို့ရှားစံဝတ္ထုကောင်းလေးတစ်အုပ်ကိုစိတ်ဝင်စားဖွယ်တင်ဆက်ပေးတော့မှာဖြစ်လို့လေအဆုံးထိလိုက်ပါခန်းစားနားဆင်မိကြပါအောင်ရှင်။ကဲဒါဆိုရင်တော့ intro လေးပြီးတော့ရင်ဆက်လိုက်ကြအောင်ပါနော်။မြို့ကြီးပြကြီးမဟုတ်ပေမဲ့ကျွန်တော်တို့မြို့လေးဟာနေ့စဉ်ရွာဘက်ကလာတဲ့ဈေးအောင်ဈေးဝယ်တွေနဲ့ခရီးသွားတွေကြောင့်ထိုက်တဲ့လောက်စီကားတယ်လို့ပြောရမယ်။ဒါကြောင့်လေကြောင်းပြီးတော့အဖွားဖြစ်သူနဲ့ဒေါ်လေးကရန်ကုန်မှာအလုပ်သွားလုပ်တာထက်ကို့မြို့မှာပဲအဆင်ပြေတဲ့အလုပ်တစ်ခုလုပ်ပြီးဆက်နေစေချင်ခဲ့တာ။မိဘနှစ်ပါးမရှိတော့ကလေးကအဖွားနဲ့ဒေါ်လေးတို့ကကြည့်ရှုဆောက်ရှောက်ပေးလာခဲ့ကြတာဆိုတော့လေသူတို့စကားကိုမလွန်ဆန်ရဲဘူးလေ။တီလေးနာမည်ကတင်းတင်းလိုက်နဲ့ပြောရမယ်ဆိုရင်တီလေးကအဖွားရဲ့သမီးရင်းမဟုတ်ဘူး။ဆွေမျိုးနီးစပ်ထဲကနေငယ်ငယ်ကလေးကခေါ်ယူမွေးစားခဲ့ရလို့တော့ကြားဘူးတာပဲ။လူကြီးတွေရဲ့ကိစ္စဆိုတော့လေတခါမှလည်းမမေ့ပြစ်ခဲ့တယ်လို့ကိုနဲ့မဆိုင်တာကြောင့်လည်းပါတာပေါ့လေ။တီလေးကအထက်တန်းပြကျောင်းဆရာမဒါကြောင့်လဲကျွန်တော်ကိုသူ့လိုပဲကျောင်းဆရာဖြစ်စေချင်ခဲ့တာ။အခုလဲသူ့အသိမိတ်ဆွေတွေရဲ့သားသမီးတွေကိုခိုက်သိမ်မေးရင်စာတင်တဲ့အတွေ့အကြုံရှာဖို့ပြောနေရနဲ့အဖွားရောဒေါ်လေးပါစိတ်ချမ်းသာအောင်လက်ခံလိုက်ရတာပေါ့။ညံလေးရေဒေါ်လေးဈေးသွားလိုက်အောင်မယ်နော်။ခဏနေကလေးတွေရောက်လာကြလိမ့်မယ်။ဟုတ်ဒေါ်လေးသားအတွက် A4 စာရွက်လေးဝယ်ခဲ့ပေးအောင်နော်။အေးဟုတ်ပြီဒေါ်လေးရှာဝယ်ခဲ့ပေးမယ်။ဘွဲရပြီးကစားဆိုပေမဲ့10တန်းစာနဲ့ဝေးနေတာကြာပြီဖြစ်တာကြောင့်လဲပြန်လေ့လာနေတာတစ်ပတ်လောက်ရှိပြီ။စာလာတင်ကြမှာကလည်းကလေးမလေးတွေဆိုတော့ဆရာလုံနေပြီးသူတို့မေးတာမဖြေနိုင်အဆက်ကွဲမှလीအင်ရှင်တို့ဆရာမရှိလားမင်းတို့ဆရာမဈေးသွားတယ်စာလာတင်ကြတာမဟုတ်လားလာအထဲဝင်ဟုတ်ကဲ့အကိုဆရာခတ်တော်လဲခတ်နေပြီအဖွားနဲ့ဒေါ်လေးစိတ်ကျဉ်နဲ့အောင်သာလက်ခံလိုက်ရတာ10တန်းကျောင်းသူတွေဆိုတော့ကိုနဲ့ကအသက်ချင်းတိတ်မကွာဘူးရဲ့ဒါကြောင့်လဲအစမှရင်သူတို့ပုံစံကစကျင်တယ်လို့နောက်ချင်တယ်လို့နဲ့မင်းတို့ဆရာမပြောတာကတော့ grammar နဲ့သင်္ချာကိုအဓိကထားပြီးကြည့်ပေးရမှာဆိုဟုတ်ပါတယ်ဆရာအီးမေဂျာနဲ့ဘွဲ့ယူထားတာဆိုတော့ grammar ဘိုင်းကိုသင်ရမှာတိတ်အခက်ခဲမရှိပဲမဲ့သင်္ချာပိုင်းကြတော့အစာအဆုံးကိုအကုန်ပြန်လေ့လာနေရတာသူတို့ကကျူရှင်တက်ကြပဲမဲ့အမှတ်ကောင်းအောင်ဆိုပြီးအပိုကိုက်ထက်ယူတဲ့သဘောမျိုးဆိုတော့ကိုယ့်ဘက်ကနေပေါ့ပေါ့ဆဆသင်မလို့လည်းမဖြစ်ပြန်ဘူးလေရောက်လာတဲ့3ယောက်စလုံးကစာတော်ကြတယ်ဆိုပေမဲ့ grammar ဘိုင်းမှာတော်တော်လေးအားနည်းနေတာကိုတွေ့ရတယ်ဒါကြောင့်လေပထမနေ့မှာစာသင်ရတာကိုတော်တော်လေးစိတ်ပါသွားတယ်ပြောရမယ်ဒေါ်လေးပြန်ရောက်လာတာကိုတော့သတိမထားမိလိုက်ဘူးကဲဒီနေ့တော့ဒီလောက်ပဲမနက်ဖြန်ကျရင် test တွေကြောင်းဆက်တင်မယ်အိမ်မှာအားတဲ့ချိန်ပြန်ကြည့်လာခဲ့ကြအောင်နော်ဟုတ်ကဲ့ဆရာဒါနဲ့တင်ချာမရောဘယ်အပိုင်းကိုနားမလဲတာရှိလဲ geometry ပါဆရာဒါဆိုမနက်ဖြန်တနင်္ဂနွေနေ့ဆိုတော့2ချိန်ဆက်တင်မိမယ်ကျောင်းသူတွေပြန်သွားကြတော့မှပဲတက်ပြင်းချမိတော့တယ်အဖွားကလည်းသူ့မြီးစာတင်နေရကိုတစ်ချိန်လုံးပီတိတွေဖြစ်ပြီးအပြုံးနေနဲ့ထိုင်ကြည့်နေတာဆိုတော့ပထမဆုံးစာတင်ရတဲ့နေ့ဟာမလွယ်ဘူးလို့ပဲပြောရမယ်ကဲညံလင်းအဆင်ပြေသွားမှာပါလို့တီလေးပြောတယ်မဟုတ်လားဟုတ်တီလေးဒါပေမဲ့တင်ချာပိုင်းကျကျွန်တော်ကအားနေလို့လေအမလေးဟဲ့မင်းတီလေးကတင်ချာဆရာမပါလိုအပ်တာတီလေးကိုမေးပေါ့တီလေးပြောမှပဲတီလေးเจ้าခေါင်းထဲဝင်လာတယ်ပြောရမယ်မြို့ပေါ်ထက်မှာအထက်တန်းကျောင်းကတစ်ကျောင်းပဲရှိတယ်တီလေးကအသက်က40နာဆိုပေမဲ့အပြိုကြီးပြီးအထက်တန်းပြဆရာမတယောက်အနေနဲ့စာတင်ပြကောင်းရုံနဲ့မကရုပ်ရည်ရောပစ္စည်းဥစ္စာပါကြွယ်ဝချမ်းသာတော့နာမည်ကြီးရထဲပါတယ်ပြောရမယ်တီလေးကချစ်သူခင်သူပေါများသလိုတပည့်တပန်းတွေလည်းများတယ်အဖွားနဲ့ကျွန်တော်ကိုငဲလို့အိမ်အောင်မပြူတာလို့ပြောရမလားကျွန်တော်ထက်တန်းကျောင်းသားဘွားကဆိုလာရောက်တောင်းရင်းကြတဲ့တောတထေးမြို့တထေးတွေမှာအများကြီးပဲအကုန်လုံးသူကညင်းလွတ်ခဲ့တာမနှက်ပြန် geometry သင်ပေးရမယ်ဆိုတော့စက်ဝိုင်းကြီးအကြောင်းပြန်လေ့လာရင်မူမမှန်တဲ့ရင်ခုန်တန်တွေကိုပါမေးခွန်းထုတ်နေမိရဲ့ဘာကြောင့်ရင်မဲမသိကျောင်းတက်ပြီးပြန်လာကြတဲ့ကတီလေးကျောင်းမဲတွေးနေမိရနေ့စဉ်ရက်ဆက်ပဲမနှက်စောစောထအဖွားကိုဖုန်းကျောင်းလိုက်ပို့ပြီးပြန်လာတော့ကျောင်းသားတွေမရောက်သေးတာနဲ့ဆရာမြတန်းတင်ရဲ့ခေါင်းဝစ်တဲ့ဝင်းကိုညီမမှုပြုတ်ထားတဲ့လေယူးတုံတုံးဆိုတဲ့စာအုပ်ကိုဆက်ဖတ်နေလိုက်တယ်ညံလေးရေတီလေးကော်ဖီဖြော်ထားတယ်တောက်လိုက်အောင်နော်ကလေးတွေရောက်လာရင်လည်းတဘာသာကိုတနားရီလောက်ပဲတင်နော်
အကြာကြီးတင်မနေနဲ့ကြားလားဟုတ်ကဲ့ဒီလေကျွန်တော်လည်းအဲ့လောက်ပဲတင်မယ်စိတ်ကူးထားတာအေးကောင်းတယ်ဒေါ်တင်းတင်းလှိုင်နဲ့ပတ်သက်ပြီးဘွဲရပြီးရဲ့အထိအမှုမဲ့မတ်နေလာခဲ့သမျှအခုဆိုရင်ခေါင်းစခြေဆုံးအားလုံးကိုစိတ်ဝင်စားမိနေတယ်လို့ပဲအဖွားကလည်းအသက်ကြီးလာပြီဆိုတော့အားနေဖုံးကြီးကြောင်းပဲသွားနေတာဆိုတော့ကျောင်းပိတ်ရက်တွေဆိုရင်စာတင်ချိန်ပြီးရနဲ့စာအုပ်တွေပဲဖတ်နေတော့တာဒါမှလည်းလူရမွေနဲ့အတွေ့တွေကိုဖျောက်ဖျက်နိုင်မှာမဟုတ်လားအခုလေဘယ်သူမှမပိုင်ဆိုင်ရသေးတဲ့ပစ္စည်းဥစ္စာတွေကြောင့်ဖက်လက်ဆစာအုပ်ကိုတော့စက်မဖတ်နိုင်တော့ဘူးကျောင်းသားတွေလာဖို့ကလည်းလိုသေးတာဆိုတော့အခန်းထဲဝင်ခဲ့ရင်စိတ်ကူးကဘာလေးထဲမှာအနားယူနေမိတာပေါ့ညံလေးရေကျောင်းသူတွေရောက်နေပြီနော်စိတ်ကူးကဘာထဲမှာအနားယူနေတော့ရုတ်တရက်ရောက်လာတဲ့တီလေးကြောင့်လန့်လဲလန့်သွားသလိုကျောင်းသူတွေရောက်နေပြီဆိုတော့လေဘာမှရှေဝေးမစင်းစားနေနိုင်တော့ဘူးကဲအားလုံးပဲမနေ့ကအဆက်ဖြစ်တဲ့ test တွေကြောင့်ကိုစလိုက်ကြအောင်နော်ဟုတ်ကဲ့ပါဆရာအင်္ဂလိပ်စာသင်ပြီလို့တင်ချာကိုဆက်သင်နေပေမဲ့အတွေးထဲမှာတော့စောစောကအကြောင်းအရာတွေကိုပဲစိတ်ပူနေမိတယ်အယောင်ဝင်းလက်သွားတဲ့မျက်ဝန်းတစ်စုံဟာမျောလင်းချက်ဖြစ်နေမလားဘယ်သူမှမသိနိုင်ဘူးလေအဖွားက9ရက်တရားစခန်းဝင်မှာဆိုတော့လိုအပ်တဲ့ပစ္စည်းတွေနဲ့အထုပ်ပိုးတွေကိုလိုက်ပို့ရင်အိမ်ပြန်လာခဲ့လိုက်တာပေါ့အိမ်တကားပွက်နေရတွေ့ရနဲ့အိမ်တကားပိတ်ဖို့များမေ့သွားခဲ့တာလားလို့တွေးရင်တခိုးဆိုရင်တော့အမိဖမ်းလို့ရအောင်လိုရမယ်ရစိုက်ကယ်လေထိုးတာမှယူခဲ့လိုက်တယ်တီလေကျွန်တော်ကတခိုးထင်နေတာကန်ကောင်းလို့ပေါ့မဟုတ်ဘူးညံလင်းရေဒီနေ့ကအစမ်းစာမဝယ်ဖြေရနေ့ဆိုတော့အထက်တန်းတွေစောစောကြောင်းပြန်ဆင်းမိတယ်လေအဲ့ဒါကြောင့်စောပြန်ခဲ့လိုက်တာအေးရအားလုံးမနေ့ကအတိုင်းပဲဒီနေ့ကျွန်တော်စိတ်ကူးရင်တဲ့သူကကျွန်တော်မဟုတ်တော့တာစိတ်ကူးကဘာထဲမှာပျော်နေတဲ့တီလေးကိုတွေးလိုက်ရတော့လေဘာပြောရမှန်းမသိတော့ဘူးညံလေဒီနေ့ကျောင်းစောစောဆင်းမိတာဆိုတော့ကလေးတွေကဆလာတင်ကြမယ်လို့မှားလိုက်တယ်မနက်ဖြန်အင်္ဂလိပ်စာဖြေရမှာဆိုတော့မိကုန်းတွေကိုတခြားပြင်ဆင်ထားအောင်အခုမှ2 နာရီပဲရှိသေးတာ哦တီလေးရလဲကဲစကားနားထောင်တော့မဟုတ်ရင်မင်းဖွားနဲ့တရားစခန်းလိုက်သွားလိုက်မှာကျောင်းသားတွေရောက်လာကြတော့အရင်နေ့တွေကထပ်ပိုပြီးပျော်ရွှင်နေမိတယ်မနက်ဖြန်ဖြေဆိုရမယ့်အင်္ဂလိပ်စာအတွက်မိကုန်းဟောင်းတွေကိုလေ့ကျင့်မေးရင်မထင်မှတ်ပဲပိုင်ဆိုင်ခွင့်ရခဲ့တဲ့အိမ်မက်လေးကိုလည်းကြည်နူးမိနေတာပေါ့အပြစ်ပြောစရာမရှိအောင်တောက်ပနေတဲ့အလှတရားတွေကြောင့်လည်းတစ်ခေါက်ပြန်သွားဖို့ကိုပဲစိတ်ကူးနေမိတယ်ဘာပဲဖြစ်ဖြစ်ဒီဘဝကိုကျွန်တော်လိုချင်ခဲ့တာပဲမဟုတ်လားကလေးတွေလည်းမနှက်ဖြန်အမှတ်ပြရအောင်ဖြည့်ဆိုနိုင်မှုလိုသလိုကျွန်တော်အတွက်လည်းအမှတ်ပြရအောင်ကြိုးစားအောင်မယ်လေဒီနေ့အင်္ဂလိပ်စာဖြေပြီးရင်မနှက်ဖြန်တင်ချာဖြေရမှာဆိုတော့ကျောင်းသားတွေအတွက်အစင်းသင်းဖြစ်နေအောင်တင်ချာမေကွန်းဟောင်းတွေကိုလေ့လာနေမိတယ်တင်ချာမေကွန်းဟောင်းတွေကိုလေ့လာနေရတာပြောတာတမန်နှလုံးစူးစမ်းအထောက်နေကြတာကြောင့်လေလူကနားကျင်နေပြီနှစ်ဦးစလုံးတွေတင်ငန်းစာအသစ်ဖြစ်နေပေမဲ့ကျွန်တော်လိုအပ်သမျှကူညီဖြည့်ရှင်းမိခဲ့တဲ့တီလေးကြောင့်လေစာသင်မှုအားအိမ်နေဖြစ်ရတယ်မဟုတ်လားကျောင်းသားတွေရောက်လာတော့အပြုံးလေးတွေကိုစီနဲ့အကောင်လုံးကမိကုန်းနေအားလုံးကိုဖြည့်ဆို့နိုင်ခဲ့ကြတယ်ဆိုတော့ဆရာတယောက်ရဲ့ပီတိကိုလည်းအပြည့်အဝခံစားခဲ့ရတာပေါ့တီလေးကတော့ကော်ဖီခွက်လေးကင်ရင်ရောက်လာပြီးမင်းတို့ဆရာကရုပ်လဲချောသလိုတော်လဲတော်ပါတယ်လို့ပြောသားပဲဆိုတော့ကျောင်းသားတွေနဲ့အဖွဲကျသွားတာပေါ့ဘာပဲဖြစ်ဖြစ်စာတင်ရတဲ့အရာသာကိုသဘောကျနေပြီဖြစ်တယ်လို့မထင်မှတ်ပဲပိုင်ဆိုင်ခွင့်ရခဲ့တဲ့အလှတရားတွေအတွက်လည်းကျင့်တဲ့ပီတိဖြစ်နေရပြီမဟုတ်လားဟုတ်ကဲ့ပါပရိသတ်ကြီးရေဒီနေ့တင်ဆက်ပေးခဲ့တဲ့ရင်ခုန်စိတ်လှုပ်ရှားပွဲစာအုပ်ကောင်းလေးကတော့ဒီမှာပဲတခန်းရက်ဆက်သိမ်းသွားခဲ့တာဖြစ်ပါတယ်ရှင်နောက်နေ့တွေမှာဆိုရင်လေပရိသတ်ကြီးကြိုက်တဲ့လောက်မဲ့ထင်တဲ့စာအုပ်ကောင်းလေးတွေကိုအမြဲလိုရှာဖွေတင်ဆက်ပေးသွားမှာဖြစ်လို့လေသူစားရဲ့ channel လေးကို like and subscribe မလုပ်ရသေးဘူးဆိုရင် like and subscribe လေးလုပ်ပြီးတော့အားပေးသွားကြဖို့မမေ့ပါနဲ့ဦးနော်အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်လည်းပရိသတ်တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်